လေခဏလေးနောက်မှဖေးကြီးက beauty ဖြစ်နေပြီငါအိတ်မှရတော့မယ်ဒီခမ်းမှာမော်ဘီအသက်ဆုံးကလည်းကမယ်မမောင်ကျော်ပတ်စံကျဲတာလဲကျဲပါဟိုနားကိုသွားမကျဲပါနဲ့ဟိုကငုတ်တော့လေတိုင်းတော့ဘာလို့ရှားလုံးကောက်တာမောင်ကျော်ဒီခမ်းမဲကညာချင်းမပေးရင်လည်းနေပါစေကိုကြီးကျော်ရင်နေပါဦးမေးပါဦးမေးပါနေဦးဟေးကျင်းတော့မလားကာလို့ကိုကြီးကျော်နေပါဦးမေးပါနေဦးကျန်နေတယ်လက်ထက်မှာကျန်နေမေးတယ်နင်တို့တွေလည်းတက်စီကရပါပြီတော်ပါတော့ကိုကြီးကျော်ရေနာဘဝနှကောင်သွားပြန်နာဘဝနှကောင်သွားငါပူးလေတားကြပါဦးကွာဘယ်နက်ကဘလူးဝင်တာတော့ဝင်ရင်တဲ့လူဝင်လေကိုကြီးကျော်ရေမောင်ကြီးကျော်ရေကိုကျော်မိန်ညောင်လေးကိုကျော်ခဏလေးခဏမတီးနေဟောအိမ်မို့ကိုကြီးကျော်ကိုကြီးကျော်မောင်ကြီးကျော်ရေကိုကျော်
နဲ့အမိုက်တွေလည်းပွားလို့တန်ရှင်းလို့တယ်တန်ရှင်းသွားပြီဒီဘက်အိတ်တော်မယ်ဟိုက်မောင်မောင်ကျော်ကလေလုတ်ပါနဲ့မောင်မောင်ကျော်အဖြေမပေးရသေးဘူးနော်မောင်မောင်ကျော်လက်တရားစီးကြော်နေပြီနော်လုတ်ပါနဲ့လုတ်ပါနဲ့ဟိုးစတော်မလုတ်ပါနဲ့အေးရောင်းနာရောင်းနာရောင်းနာတညာလုံးကြိုက်တဲ့ချက်ပေါ်ကိုပါကောင်းဖြောက်ကရောက်ကြလိုက်လို့တော့ကပြောက်ကဝမ်းမယ်အော်ရောင်းနာဟာ အိတ်ချင်လို့ပါဆိုညနေ ဟော ညနေ ဟော စီရလေကူနီကျော်စံကိုညနေညနေ ရုံရင်ညက်နေလေဟိုဘတ်တို့အိတ် အိတ်ချင်လို့ပါဆိုဟော စီရလေ ဟော ကူနီကျော်စံကိုကိုကြီးကျော်ပလီလွန်းနေမောင်ကြီးကျော်ပလီအဲရောင်းနာရောင်းနာ ဟောရှုံတော့တချင်းတစ်ပုတ်ပြီးတော့မှာဘာလို့ရှုပ်ပြောနေမှမသိဘူးကိုကြီးကျော်ပလီတယ်လီပါလီနဲ့ကိုကြီးကျော်ဘာပလီရမှာလဲ စိုးရပါဘကောမောင်ကြီးရဲ့နောက်ခါကြမှာမောင်ကြီးလေကိုကြီးကျော်ပလီလုံးနဲ့ဖြစ်နေပါအောင်မယ်ရှင် ဘာဖြစ်တာလဲဘာဖြစ်တာလဲဘာဖြစ်တာလဲ လောကဝါလေ မင်းလက်နဲ့ငါခါကိုပိတ်ကန်တယ်မခါကြိုးတော့မယ်မသားလေးရောင်းတာရိုးရိုးမရောင်းသူများလာကန် တော်ပြီ နေသွားလေ ငါပြောတာလို့ ကျေပြောင်းအောင်မီးထောင်ရင်မောင်းမောင်ကိုလာကူးမယ်လို့ပြောထားတာဘယ်ချိန်ရှိပြီလဲမဲအလိုရောင်းနေတော့ပုံနေပါလား ဟမ်ရောင်းနေ မဖြစ်ဘူးမဖြစ်ဘူးမဖြစ်ဘူး မောင်ကျော် ဘာဖြစ်လို့ဖြစ်တယ် တော်မှာ ဖဲသွားမှာဖဲသွားမှာ တော့ပါ ဖဲ နဲ့ ပြီပါဖဲဦးလေ မတော် ပြေးပါပြေးပါဟာ ဖဲသွားမှာလေ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 မပူနဲ့မများကိုကြီးကြချလို့ချွေးမယ်အေးမြသေးလားဆိုလိုက်ပါနဲ့မရချွေးမပူနဲ့မများကိုကြီးကြချလို့ချွေးမယ်အေးမြသေးလားရွှေကြီးရဲ့ညောပြဝဲတယ်လို့လားရုပ်ရုပ်လုံးလုံးလေးနဲ့စီထိုးရတယ်ရွှေကြီးရဲ့ညောပြဝဲတယ်လို့လားရုပ်ရုပ်လုံးလေးနဲ့စီထိုးချစ်တဲ့သူနဲ့ဝေဝေဝေအလားတော်နှောင်းလို့အခါတော်ပြီး
ပေးချေရောင်အမီးထောင်လို့ရောက်မင်းမဲရောက်ဟဲဘောင်းမပြဝဲတခေါင်ညမောအဝဲမောင်ကခိုးရောက်ပဲချင်းစောဖန်အောင်ပြောကြတဲ့စကားတွေမေးအောင်ပြောချူမမူမီနဲ့အပြောချူမမူမီနဲ့မမူမီနဲ့များပါ တားရေတားရေတားရေ နင့်ကိုရွေးလို့ကတော့10ဘောလောက်ဒုက္ခရောက်မှာ လူလူဒုက္ခရောက်ကြတော့ ကိုကျော်ယောက်ျားယူခြင်းလို့ဆေးလေးပါလေးပေးပါအောင်ကိုကျော် ဩယောက်ျားရမယ်စေးလိုချင်လား ဟုတ်တယ် မောင်ကျော်စေးပေးမယ် မောင်ကျော်လည်းမယုံမရှာကွာနတ်ကတော်ကြီးဆေးပေးမယ်ဟာ ဘာတော့ မသိလည်း तू ပြောတယ်ဆေးပေးမယ် မောင်ကျော်ပြောတဲ့ဆေးကလင်ရတဲ့ဆေး ဟောဒီလိုတောက်ဖို့ဆေး ယောက်ျားရတဲ့စေးပေးမှာ အဲ့ဒါ ဒီ တော့ မှာ ဟုတ်တယ် ဟိုလိုဆေးတယ်မလို့ အဲ့ဒါတော့ဟုတ်တယ်မမောင်ကျော်ပေးလိုက်လို့မပြောတော့ဖတ်ပြီးသေသွားတဲ့လူတွေကြီးပဲ ဟာဟာ ဟုတ်ရဲ့ ဟုတ်ကဲ့ရတယ်ပြောနေနော် ဟိုမှာတွေ့လားဆိုင်ဝိုင်းကြီး ဆိုင်ဝိုင်းတွေ့တယ်လေကိုကျော်ရဲ့ အဲ့ဒီဆိုင်ဝိုင်းကြီးထဲမှာသူ့ဟာကြီးကအကြီးဆုံး နဲတာကြီးဟာ ကိုကျော် ဘာကြီးပြောတာတော့ဘာကြီးတော့ ပတ်မ အော် အဲ့ဒီဆိုင်ဝိုင်းကြီးထဲမှာရှိတဲ့ဘုံတွေအားလုံးထဲမှာ အဲ အဲ့ဒီပတ်မကြီးကအကြီးဆုံး အစတွေကပတ်မကြီးအကြီးဆုံးလို့ပြောလိုက်ပါလားသူ့ဟာကြီးအကြီးဆုံးကမစိန်မုံလုံးမျက်နှာလက်ကြည့်လိုက်အောင်မလုံးဘူးသူမရှက်ကိုရှက်ကန်းဖြစ် ဥမောင်လုံးကပဲပြစ်ပါ ဟုတ်လို့လား အဲ့ဒီပတ်မကြီးကိုသမင်းပြူခုနှစ်စုံနေ ခုနှစ် ဂျိုးစာကျွေးလိုက်ရင်နက်ကတော်ကြီးရဲ့လိုရာခရီးအားလုံးပြီးမြောက်စေရမယ်ဗျာ ပြီးတာတော့ထားပါဘာလို့ဒါကြီးကပါလာတာပြီးဟုတ်လိုရာခကြီးပြီးတယ်ဆိုပြီးပေါ့ဘာကြီးတော့ဒါကြီး မရဘူးတော့အားယူရတယ်လေ အားယူတာ မမောင်ကျော် မှန်တယ်ပြောတာ ကဒီလောက်ဆိုရပြီနှခိုင်းရပါပြီးမြောက်ပြီးမြောက် ပြောလဲနောက်ဆုံးပြောစိုင်းကြီးနဲ့ပြုတ်ကြအောင် ကိုကျော်သမင်းပြူခုနှစ်စုံလို့နဲ့ကျွေးလို့ရှိရင်ယောက်ျားရမှာနော် ယောက်ျားရပြီ ဟာလား ကျွေးမှာကိုကျော်အဲ့ဒါကြောင့်အားကိုးရတာတိလားကိုကျော်